တခါကလူလင်ငယ်2ယောက်ဟာတက္ကသိုလ်ပြည်မှပညာတွေသင်ကြားတက်မြောက်ပြီးနောက်သူတို့တိုင်းပြည်ကိုပြန်လာခဲ့ကြပါတယ်လူလင်2ယောက်ဟာပညာထူးချွန်သူတွေဖြစ်တာကြောင့်ဘုရင်ကြီးကအမတ်အဖြစ်ခန့်အပ်လိုက်ပါတယ်ဒါပေမဲ့အမတ်2ဦးရဲ့အမည်ကိုမှတ်ပုံတင်ပေးရတဲ့ရွှေပြည်ဝန်ကြီးဟာအခက်အခဲတွေ့နေပါတယ်အကြောင်းကတော့အမတ်ခန့်တဲ့နေရာမှာနာမည်အရင်ရေးခံရတဲ့သူကပိုပြီးယာရုမြင့်တယ်လို့ယူဆတဲ့နန်းတွင်းအစဉ်လာတွေကြောင့်ဖြစ်ပါတယ်ခတ်တာပဲဒီလူငယ်2ယောက်ဟာပညာရေးချင်းကလည်းတူအသက်ချင်းကလည်းတူအရက်မောင်းချင်းကလည်းတူနေတယ်ဘသူအရေးချင်းပိုတာလဲဆိုတာသိရအောင်အခြားနိလန့်နဲ့စမ်းသပ်မှာပဲဒါနဲ့ပဲအဲ့ဒီလူငယ်2ယောက်ကိုပထမဦးစွာအပြေးပြိုင်ခိုင်းပါတယ်အဲ့ဒီနောက်နှပန်းလုံးခိုင်းတယ်လေးပစ်ခိုင်းတယ်မြင်းစီခိုင်းတယ်ဓာချင်းရှင်ခုတ်ခိုင်းတယ်ဒါပေမဲ့ဒီလူငယ်2ယောက်လုံးဟာဘသူမှမသားပဲတန်းတူညီတူဖြစ်နေပါတယ်နောက်ဆုံးမှာတော့ရွှေပြည်ဝန်ကြီးဟာဘရင်မင်းမြတ်ကြီးစီအဆုံးဖြတ်ပေးဖို့တင်ပြလိုက်ပါတယ်အားလုံးတူနေတယ်ဆိုတော့ဘရင်ကြီးကစဉ်းစားရင်တစုံတစ်ခုကိုတတိရလိုက်ပါတယ်ဟုတ်ပြီဒီလူငယ်2ယောက်ရဲ့ခြေချောင်းနဲ့လက်ချောင်းတွေကိုစစ်အောင်မှာပဲဘရင်ကြီးထင်ထားတဲ့အတိုင်းလူငယ်1ယောက်ရဲ့လက်ညှိုးဟာကြံ1ယောက်မှရှိတဲ့လက်ညှိုးထက်အနည်းငယ်ပိုရှည်နေတာကိုတွေ့ရပါတယ်ကောင်းပြီရာကိုညွှန်ကြားရမှာအသုံးပြုတဲ့လက်ညှိုးပိုရှည်နေတဲ့လူငယ်ကိုနာမည်အရင်သွင်းစေလို့အမိန့်ချလိုက်ပါတယ်ဘုရင်ကြီးရဲ့ဆုံးဖြတ်ချက်ကိုတော့အားလုံးတညီတညွတ်ထဲလက်ခံလိုက်ကြပါတယ်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ